so ဒါကတော့တတိယအပိုင်းဖြစ်တာပေါ့နော်တတိယအပိုင်းကတော့ဘာလာမလဲဆိုလို့ရှင်ကျွန်တော်တို့ကလေးလေးတွေရဲ့ခန်းစားချက်ကိုမေးပေးရတယ်ရှင်မေးပေးတယ်ဆိုတဲ့အခါမှာကလေးလေးတွေကဘာဖြစ်လာလဲပြောအောင်ကျောင်းမှာပါတင်ခဲ့လဲကျောင်းဘလို့ကဘာသွားလို့မရအောင်သူတို့ဘက်ကပွင့်လာဖို့ဆိုလို့ရှင်ကိုယ့်ဘက်ကအရင်ဖော်ပြရတယ်လို့ကျွန်တော်အရင်ပြောထားတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကလေးလေးတွေတည်တဲ့ပေါ့နော်အကြောင်းလေးတွေကိုတနေ့တာကြုံခဲ့တဲ့ဟာလေးပေါ့မမေတော့ဒီနေ့မှာတော့ဗာလေးတွေကြုံခဲ့တယ်ပြန်มาသွားခဲ့တယ်အဆင်မပြေရတဲ့ဒါလေးတော့ရှိခဲ့တယ်ဒီလိုမျိုးလေးပေါ့နော်သူတို့ကျွန်တော်တို့ကနေပြီးတော့ကိုယ့်ရဲ့ feeling လေးတို့ပြောပြတဲ့ခါမှာသူတို့ကဘယ်လိုခံစားဆိုအမေကငါ့ကိုချစ်တယ်ငါ့ကိုယုံကြည်တယ်တောင်းဖို့ပြောပြတယ်ငါလည်းအမေကိုပြန်ယုံကြည်လို့ရတယ်အဲ့လိုခံစားရပြီဆိုရင်တော့ကိုယ်နည်းနည်းချင်းမေးလို့ရတယ်တကယ်မေးတာမျိုးမဟုတ်ဘဲနဲ့ပေါ့မမေကတော့ဒီနေ့ဒီလိုလေးတော့ဖြစ်ခဲ့တယ်ဒါရောဘယ်လိုကြုံခဲ့သေးတော့ဒီလိုပြောသူ့ကိုပေါ့နော်မိကုန်းလေးတွေမိပြီးတော့ခေါ်ပြီးတော့သွားပြောတာမျိုးလေးပေါ့နော်ကလေးရဲ့ခံစားချက်ကလေးတွေမေးပြရပါတယ်ငါလှုပ်ရှုပ်တယ်ပင်ပန်းတယ်နင်တို့ညီနေစားဘလို့ဆိုတော့မိဘတွေပဲဖြစ်တတ်ပါတယ်ကျွန်တော်တို့လည်းဖြစ်တာပဲပေါ့နော်ဒါပေမဲ့သူတို့အတွက်လည်းကျွန်တော်တို့ကသူတို့မှလည်းသူတို့ကြုံလာခဲ့တဲ့နေရာတွေကနေပြီးစိတ်ရှုပ်စရာတွေပင်ပန်းစရာတွေအများကြီးရှိလာတဲ့ကြောင့်မို့ကျွန်တော်တို့လည်းသူတို့အတွက်အချိန်လေးပေးပြီးတော့သူတို့ရဲ့ခံစားချက် feeling လေးတွေဝေမျှခိုင်းနေပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုလို့ရှင်လည်းစာလေးရေးတဲ့အောင် diary ရေးတာတော့အကောင်းပါတယ်အရင်ကောင်းဆုံးပဲကျွန်တော်ကြိုက်တယ်ပေါ့နော် diary လေးရေးပြီးတဲ့အခါကျတော့ဘလို့ဖြစ်လဲပါလဲပေါ့နော်သူတို့ရေးစေချင်တယ်ဆိုတော့ကိုယ်လည်းရေးပြမယ်ကိုယ်ရေးတဲ့အကျင့်လည်းရှိရမယ်ပေါ့နော်ဒီလိုမျိုးပေါ့နောက်တစ်ခုကကျွန်တော်တို့ပါလဲဆိုလို့ရှိရင်ပညာရေးကောင်းမွန်တဲ့ပညာရေးကိုလည်းပေးရမယ်စာတွေဖတ်ပြရမယ်ပြီးလို့ရှင်တန်ဖိုးထားတတ်ဖို့လို့လည်းသင်ပေးရမယ်ဒီလိုတန်ဖိုးထားတတ်ဖို့သင်ပေးဖို့ဘာလို့အရေးကြီးရလဲဆိုလို့ရှိရင်တန်ဖိုးထားတဲ့ဆိုတဲ့ခါမှာလည်းဘာတွေကတန်ဖိုးထားဆရာလဲဆိုလို့ရှိရင်ကျွန်တော်တို့အခုအစ်စ်ပေါ်နေတဲ့အစ်စ်ပေါ်နေတဲ့ပစ္စည်းရဲ့ physical တွေပါမဟုတ်ဘဲနဲ့ရိုးသားမှုပေါ်ကိုတန်ဖိုးထားတတ်အောင်စူးစမ်းမှုပေါ်ကိုတန်ဖိုးထားတတ်အောင်ကျွန်တော်တို့သူတို့ကနေပြီးတော့ပစ္စည်းလေးအောက်မှာကြာလို့ကျွန်တော်ကြောင့်မှဆိုတနေ့ငကတ်ပေါက်လေးတစ်ခုပြုတ်ကျသွားတဲ့ခါမှာသမီးတယောက်ကလာပြီးတချဲဒါလေးတွေ့လို့ယူထားပြမှာဆိုဒါ तू ကရိုးသားတာ तू ရိုးသားမှုကိုကျွန်တော်ကနေပဲပြန်ပြီးတော့သမီးကို appreciate လုပ်ပေးတယ်ဒါဒီကောင်းတဲ့အပြုမှုစားသူ့တင်ငယ်ချင်းတွေရှိမှလည်းပြောပြတယ်သမီးနောက်တစ်ခါဒီဟာဒီလည်းကောင်းတဲ့အပြုမှုဖြစ်တဲ့ကြောင့်နောက်တစ်ခါလည်းဒါမျိုးလေးတွေကိုဒီကောင်းတဲ့အပြုမှုကိုထိမ့်သိမ်းထားပါဆိုပြီးတော့ပြောတဲ့အပြင်သမီးကိုကျွန်တော်ကနေပြီးတော့ဒါကောင်းတဲ့စကားတွေအပြင်ကောင်းတဲ့အရာလေးတွေပါသူပေးပေးတယ်ပေါ့နော်ဒီလိုမျိုးလေးကျွန်တော်တို့လုပ်ပေးတယ်ရိုးသားတဲ့ပုံမှာတမိုးထားတတ်အောင်စူးစမ်းတဲ့ပုံမှာတမိုးထားတတ်အောင်ပေါ့နော်ကောင်းမွန်တဲ့အရာတွေပုံမှာတမိုးထားတတ်အောင်လည်းကျွန်တော်တို့ကနေပြီးတော့ကြုံရင်ကြုံလိုမျိုးကျွန်တော်တို့ကကလေးလေးတွေကိုတင် जा ပေးလို့ရတယ်ဥပမာအင်ကိုပြန်လာတယ်မမေကနေပြန်လာခဲ့တယ်မောလာတယ်မမေဆိုပြီးတော့ခါကျလာကြိုဖတ်တဲ့ခါမှာကိုကမောနေတဲ့ထားအောင် appreciate လုပ်ပေးရမှာသူတို့စော့နေတဲ့အချိန်မှာတော့မှဖြတ်ပြီးကိုကိုလာကြိုပေးတာလေနော်ဖေဖေပြန်လာတဲ့ဆိုလည်းအဲ့လိုပဲဘယ်ကနေပဲပြန်လာသမီးလေးတွေအရင်နှုတ်ဆက်လိုက်ပြောလိုက်ပေါ့နော်သမီးကြီးပြန်လာပြီးဒါမျိုးလေးအတိပေးတာမျိုးလေးတွေပေါ့နော်သားကြီးပြန်လာပြီးဒီလိုမျိုးလေးတွေကျွန်တော်တို့ကလေးလေးတွေနဲ့ပေါ့နော်ဖေဖေကငါ့ကိုတန်ဖိုးထားတယ်ငါ့ကိုလေးစားတယ်သူပြန်ရောက်တဲ့ချိန်လည်းငါ့ကိုပြောပြတယ်သွားမယ်ဆိုလည်းပြောပြတယ်ဒီလိုမျိုးလေးပေါ့နော်ကျွန်တော်တို့ကအိမ်မှာဆိုမိခင်ဖခင်တွေကမတိလိုက်မတိပါတာပဲနဲ့ထွက်သွားကြတာအများကြီးရှိတယ်ပေါ့နော်ကျွန်တော်ကလေးတွေကိုတူလေးတွေကိုအများအားပြောတယ်မမေဒီနေ့သွားလိုက်အောင်မယ်ခဏပဲသွားကြရှိလို့သူတို့လိုက်ရရင်လိုက်လို့ရလိုက်လို့မရအောင်ဆိုလိုက်လို့မရဘာရှိလို့ဆိုတာမျိုးကျွန်တော်အများအားရှင်းပြမှပဲသူတို့သွားရဲပေါ့နော်ဒါသူတို့ပုံမှာထားတဲ့ကျွန်တော်ရဲ့ respect ပေါ့နော်ဒီလိုသွားကြတယ်ဆိုတော့အဲ့လိုမျိုးတွေအချက်ပေါ့နော်ခုဆိုကျွန်တော်ပြောခဲ့5ချက်ရှိတယ်ပထမချက်ကချစ်ချင်းမြတ်တာကိုပြတ်တာပေးရမယ်နောက်တစ်ချက်ကကြတော့ကောင်းမွန်တဲ့ပေါ့နော်စံနမူနာပြလူတွေဖြစ်ဖို့အဆင်ပြေတယ်စီကံရှိရမယ်တာဝန်ယူမှုတာဝန်ခံမှုတွေကိုသင်ပေးရမယ်နောက်ပြီးလို့ရှိရင်ကိုချင်းစာနာတတ်အောင်သင်ပေးရမယ်ပြီးလို့ရှိရင်ခံစားချက်တွေကိုမေးပေးရမယ်နောက်တစ်ခုကကြတော့ပညာရေးကောင်းမွန်တဲ့ပညာရေးတွေတမိုးထားမှုတွေရှိအောင်လဲသင်ပေးရမယ်ပေါ့နော်အဲ့တော့အကျန်းဖတ်တာတွေကိုကျွန်တော်တို့ရှောင်ဖို့လို့အတွက်ဆိုလို့ရှိရင်ဒေါသကိုချုပ်ထင်းရမယ်ပေါ့နော်ဒါခက်တယ်လေတို့ကြောင့်မိုးကုတ်ပြဿနာကြီးလည်းရောက်သွားအောင်ပဲဒေါသတွေပြောရင်လည်းဆိုတော့တော်ခက်တဲ့ကိစ္စပေါ့နော်အဲကြောင့်မလို့ကျွန်တော်ကလေးတွေဆိုရှင်အရင်ကတော့မိဘတွေလည်းကျွန်တော်ပေါ့နော်mindfulness ပေါ့နော် start up လုပ်တဲ့ကျွန်တော် activities တွေအများကြီးထည့်ပြီးတယ်ပေါ့နော်အခုကလေးတွေဆိုလို့ရှင်လည်းကျွန်တော်ကလေးတွေလည်းကျွန်တော်ပို့တယ်အဲ့လိုတင်တန်းလေးတွေပေါ့နော်ကျွန်တော်နောက်ပိုင်းမှာအားတဲ့အခါမှာကျွန်တော် self awareness ပြန်လုပ်တတ်ပေမဲ့ကလေးတွေကိုကြတော့ကျွန်တော်တို့တင်ပေးဖို့လိုတယ်အဲ့ဒါကျွန်တော်လည်းမအားဆိုကျွန်တော်တင်တန်းပို့တယ်ဆိုတော့အဲ့ဒီကနေပြီးတင်လာတဲ့ဟာလေးလည်းအဆင်ပြေတယ်ကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီကလေးလေးတွေကိုကျွန်တော်ကျောင်းမှာတောင်မှပေါ့နော်ကျွန်တော်ဒီလို mindfulness class ကိုတစ်ပတ်ကို1ရက်ကျွန်
ကျွန်တော်ထည့်ဖို့လဲစိတ်ကူးထားတယ်ပေါ့နော်ကလေးလေးတွေရဲ့စိတ်ပူပင်မှုလေးတွေညော့သွားအောင်ပေါ့နော်ဒီလိုမျိုးလေးပေါ့နော်ကျွန်တော်အဲ့ဒါလိုလဲစီစဉ်ထားတယ်ဒီနှစ်ထဲပါမလားနောက်နှစ်ထဲဖြစ်မလားတော့ကျွန်တော်မသိသေးဘူးပေါ့နော်ဘာဖြစ်လို့ logo မှလိုတဲ့ဟာမို့လို့ပါစာရေးတင်နေလည်းမပြီးသေးဘူးပေါ့နော်ကလေးလေးတွေဟိုကိုယ့်ရဲ့ဒီစိတ်ခံစားမှုဘယ်လိုထိန်းချုပ်မှလဲဒေါသကိုဘယ်လိုထိန်းချုပ်မှလဲဥမာသားဆိုလို့ရှိရင်ဒီနေ့သူရဲ့ဒီ crystal လေးတွေ bling bling လေးတွေပါတယ် plane လေးယူလာပြီးတော့သူဒေါသထွက်တဲ့ခါကျရင်ဒီဟာလေးကိုကြည့်နေပြီးတဲ့ခါကျရင်ပျောက်သွားအောင်လို့ပေါ့နော်သူရဲ့ဒေါသဒီသူနှလုံးသားအိမ်ထဲကိုဝင်လာတာခဏဝင်လာတာဖြစ်တယ်ဝင်လာတဲ့ကောင်အဲ့တဲ့မင်းပြန်လိုက်တော့မင်းမလာခဲ့နဲ့တော့ငါတရားဒီပြဿနာဖြေရှင်းလိုက်ပြီးနှလုံးသားပြန်ပြောတတ်အောင်ပေါ့ဒါလေးတွေအစားပေါ့နော်သူတို့သိလာတဲ့ဆိုတော့အရင်အဆင်ပြေတယ်ကျွန်တော်ကလေးတွေကိုဒီလိုမျိုးလေးတွေလည်းတင်တန်းလေးတွေလည်းကျွန်တော်ဆက်ပြီးတော့လုပ်ပေးဖို့ရှိတယ်မိဘတွေကိုလည်းကျွန်တော်လုပ်ပေးချင်တယ်ပေါ့နော်အဲ့တော့ဒေါသချုပ်ထိန်းနည်းလေးတွေတင်ပေးမယ်ပေါ့နော်ပြီးလို့ရှင်ကိုလုပ်လိုက်တဲ့ဟာကအဆင်ပြေလားမပြေလားပေါ့နော်ဒီလိုဒေါသနဲ့ဖြေရှင်းရတဲ့ဟာဒီဖြေရှင်းနည်းအမှန်မဟုတ်ဘူးသူများကိုအနိုင်ကျင့်ပြီးမှရလာတဲ့ဟာဒီကောင်းမွန်တဲ့အရာမဟုတ်ဘူးဆိုတာတွေကျွန်တော်တို့အများကြီးသူတို့ပြောပြရမယ်ပေါ့နော်ဟုတ်